အားလုံးပဲမင်္ဂလာပါရှင်။မြင်းဖော်ပေးချင်တဲ့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ဝင်ပြပေးချင်တာလေးကတော့နေရာတည်နဲ့လိုက်ဖက်လာတဲ့မုတ်လက်ဆောင်လေးကိုအိမ်မှာကိုရိုင်းလို့စာချီတာအရင်စောက်လို့ကောင်းလို့ပြန်လည်ဝင်ပြပေးမှာပဲဖြစ်ပါတယ်။ပထမဆုံးမုတ်လက်ဆောင်လေးရဖို့အတွက်လိုအပ်တဲ့ပေါင်းပစ္စည်းတွေကတော့ဆယ်သိန်းမုတ်လိုပါမယ်။နောက်ပြောင်းပေါ်မုတ်လိုပါမယ်။တညက်လိုပါမယ်။မုတ်လက်ဆောင်လေးရဖို့အတွက်ပထမဆုံးတညက်တွေကိုကြိုပြီးတော့မှစကားစစ်ထားရပါမယ်။တညက်ရေချိုးပြီးသွားပြီဆိုရင်တော့မုတ်လက်ဆောင်ဘက်လေးရဖို့အတွက်ပထမဆုံးဆန်မုတ်စတင်ချိုးပါမယ်။ဆန်မုတ်ချိုးဖို့အတွက်ဆန်မုတ်တစ်ဘူးရဲ့တန်းခွက်မုတ်နှစ်စွန်းရဲ့ရေအနည်းငယ်ရဲ့ထည့်ပြီးတော့သမအောင်မူထားပါမယ်။သမအောင်မွေးပြီးသွားပြီဆိုလို့ရှိရင်တော့အုပ်ပေါ်မှာထားပြီးတော့မှကြိုးပါတော့မယ်။ဆန်မုတ်ကြိုတာယခုလိုအနေအထားလေးရောက်လာပြီဆိုလို့ရှိရင်တော့ဆန်မုတ်ကြိုကလေးပြီးသွားပါပြီ။ဆန်မုတ်ကြိုပြီးသွားပြီဆိုလို့ရှိရင်တော့မုတ်လက်ဆောင်ပတ်လေးတွေကိုရဖို့အတွက်ရေခဲတော့ထည့်ထားတဲ့ရေခွက်လိုရမယ်။အဲ့ဒီရေခွက်လေးကိုခုနကကြိုထားတဲ့ဆန်မုတ်လေးတွေကိုစကားလေးသုံးပြီးတော့ယခုလိုလေးညှစ်ထည့်ပေးရပါမယ်။အခုဆိုရင်တော့မိုးလက်ဆောင်ပတ်လေးလည်းရပြီမို့မိုးလက်ဆောင်ပတ်လေးကိုတညက်ရည်ထည့်မယ်နောက်အုံးသီးထည့်မယ်နှမ်းထောင်းထည့်ပါမယ်ကောင်းကြီးတက်တဲ့သူတွေကတော့ကောင်းကြီးထည့်ပြီးတော့မှအစင်သင့်သုံးဆောင်လို့ရပါပြီအခုဆိုရင်တော့နေရာဒီနဲ့လက်ခံညီလာတဲ့မိုးလက်ဆောင်လေးရပါပြီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကိုစိတ်နဲ့ပြန်ဆက်မှတ်ကြပါစေဗီဒီယိုလေးတွေကိုစိတ်တက်တယ်ဆိုရင်တော့ like and subscribe နဲ့အားပေးကြဖို့မမေ့ပါနဲ့နော်ပိုကောင်းတဲ့ဗီဒီယိုလေးတွေတွေ့ပြန်လာခဲ့ပါမယ်တတားပါ